အဖိုးကိုတယောက်ကတစ်ပင်ပင်စီတစ်ခုကိုလက်နဲ့ကင်ထားလိုက်ပါတယ်လမ်းဆန်းနေတဲ့တစ်ပင်ကြီးကချက်ချင်းချောက်တွေ့တည်ဆုံးသွားပြီးအဖိုးအိုကတော့နှုတ်ပြိုသွားပါတယ်သူ့စွမ်းအားကိုစမ်းသပ်ဖို့အတွက်ဆေးအဖွဲ့ကိုချက်ချင်းခေါ်လိုက်ပါတယ်ဆရာဝန်ကသူ့ကိုစစ်ဆေးဖို့အနားကပ်လာတဲ့အချိန်မှာအဖိုးအိုကဆရာဝန်ရဲ့လက်ပင်ကိုလှမ်းညှစ်လိုက်ပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲလူငယ်ဆရာဝန်လေးဟာအဖိုးအိုတယောက်ဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်အားလုံးကကြောက်လန့်တကြားကြည့်နေကြပေမဲ့အဖိုးအိုကတော့ပြန်လည်နှုတ်ပြိုလာတဲ့အရာတာကိုခံစားနေုံပါပဲသူ့လက်အောက်ငယ်သားတွေကလည်းနောက်ထပ်သားကောင်ဖြစ်လာမှကြောက်ပြီးမှင်သက်နေကြပါတယ်ဒီအချိန်မှာတော့အဖိုးအိုဟာဒီစွမ်းအားကိုအရန်ဆွဲလန်းသွားပါပြီအခန်းထဲကလူတွေရဲ့အော်ဟစ်တန်တွေထွက်လာပြီးအဖိုးအိုကလူတိုင်းရဲ့အသက်စွမ်းအားတွေကိုစုပ်ယူလိုက်တာကြောင့်ဆယ်စုနှစ်များစွာပိုနှုတ်ပြိုသွားပြီးချောမောတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်မကြာခင်မှာပဲနောက်လိုက်တွေသူ့ကိုအကျွေးမဲ့ယုံကြည်ကိုးကွယ်လာအောင်ဘာသာရေးဖွဲ့စည်းတစ်ခုကိုတီထောင်လိုက်ပါတယ်အဲ့ဒီလူငယ်ကခြေထောက်တည်နေတဲ့အမျိုးသားတစ်ယောက်ကိုရှာတွေ့ခဲ့ပါတယ်သူကအဲ့ဒီမျိုးသားရဲ့ခြေထောက်ကိုလက်နဲ့ထိလိုက်တာနဲ့ခြောက်ကပ်နေတဲ့ခြေထောက်တွေကချက်ချင်းဆိုသလိုပြန်ကောင်းလာပါတယ်ဒီအန်သားစရာမြင်ကွင်းကိုကြည့်ပြီးအားလုံးမင်သက်သွားကြသလိုအဲ့ဒီမျိုးသားကလည်းလူအုပ်ရှိမှပဲမတည့်ရပြနိုင်ခဲ့ပါတယ်ဒီအချိန်မှာပဲလူအုပ်ထဲကနောက်ထပ်မျိုးသားတစ်ယောက်ထည့်လာပါတယ်သူကမိလောင်တန်ရာကြောင့်ခန္ဓာကိုယ်နဲ့အမာယူကြီးတွေကျန်ခဲ့ပြီးအမြဲတမ်းရှက်ရွံ့နေခဲ့ရသူပါသူကခေါင်းဆောင်ရှိမှဒူးထောက်ပြီးသူ့မာရွတ်တွေကိုကုသပေးဖို့တောင်းပန်လိုက်ပါတယ်ခေါင်းဆောင်ကလက်ကိုဆန့်ထုတ်လိုက်တာနဲ့အားလုံးရဲ့မျက်စိရှိမှတင်အဲ့ဒီလူရဲ့အမာရွတ်တွေပျောက်ကွယ်သွားပါတယ်ဒီအံ့ဖွယ်ဖြစ်ရက်ကယောဂတီယုံကြည်သူအားလုံးကိုမျှော်လင့်ချက်တွေပေးစွမ်းနိုင်ခဲ့ပါတယ်သူတို့အားလုံးကဒီခေါင်းဆောင်ဟာဖျားသခင်ဝင်စားလာသူလို့ယုံကြည်သွားကြပါတယ်သူတို့မသိတာကဒီလူငယ်လေးဟာတကယ်တမ်းမှာတော့အသက်80ကျော်နေတဲ့အဖိုးကြီးတစ်ယောက်ဆိုတာပါပဲသူ့ရဲ့စွမ်းအားတွေကမတော်တဆမှုတစ်ခုကနေရရှိလာခဲ့တာပါလွန်ခဲ့တဲ့တစ်လလောက်ကထူးဆန်းတဲ့လူတစ်ယောက်ရုတ်တရက်တည်ဆုံးသွားခဲ့ပါတယ်မိသားစုကသူ့ဆန္ဒအတိုင်းလိုအပ်နေတဲ့လူနာတွေကိုခန္ဓာကိုယ်စိတ်အပိုင်းတွေလှူဒန်းပေးခဲ့ကြပါတယ်တည်ဆုံးသွားသူဟာတကယ်တော့စွမ်းအားရှင်တစ်ယောက်ဖြစ်နေခဲ့တာပါသူကဒီလိုလုပ်ပြီးသူ့စွမ်းအားတွေကိုကဘာမြေပေါ်မှာခြံထားရချင်ခဲ့တာပါခေါင်းဆောင်ဟာအဲ့ဒီထူးဆန်းတဲ့လူရဲ့အစိတ်အပိုင်းကိုအစားထိုးကုတိုင်ရင်စွမ်းအားတွေရရှိလာခဲ့တာဖြစ်ပါတယ်အင်္ဂါစိတ်အပိုင်းလက်ခံရရှိသူတိုင်းရဲ့လက်ကောက်ဝတ်မှာအမှတ်သားတစ်ခုစီပါလာကြပါတယ်ရရှိရဲ့အစိတ်အပိုင်းတွေမတူညီကြတဲ့အတွက်သူတို့ရရှိရဲ့စွမ်းအားတွေကလည်းကွဲပြားကြပါတယ်နှလုံးကိုလက်ခံရရှိခဲ့တဲ့ကောင်မလေးကတော့အမခန်းမျက်နှုံးနဲ့ပြေးနိုင်တဲ့စွမ်းအားကိုရရှိခဲ့ပါတယ်တခြားစွမ်းအားရှင်တွေရှိမှန်းသိသွားတဲ့အခါခေါင်းဆောင်ကသူတို့စွမ်းအားတွေကိုစုပ်ယူချင်တာကြောင့်ပရဟိတပွဲတစ်ခုကျင်းပပြီးစွမ်းအားရှင်တွေကိုမြှောက်ခေါ်လိုက်ပါတယ်သူထင်ထားတဲ့အတိုင်းပဲအဲ့ဒီနားမှာစွမ်းအားရှင်တချို့ရောက်ရှိလာခဲ့ကြပါတော့တယ်